အပန်း905ကပါတခါတော့ကအမျိုးသမီးတယောက်အိမ်ကိုဧည့်သည်တွေရောက်လာတယ်ဖြစ်ချင်တော့အဲ့နေတော့ကသားမတက်ရဥပဒေထုတ်ထားတဲ့နေဖြစ်တော့ဘလို့မှအသားရှာဝဲလို့မရဘူးဒါနဲ့အိမ်မှာမွေးထားတဲ့စစ်ကလေးတကောင်ကိုလဲလေးပြီးတက်ခဲ့တယ်ဧည့်သည်ကိုကျုံးမွေးခြင်းတဲ့စိတ်ကကုသိုလ်စိတ်ကိုတတ်တာကအကုသိုလ်စိတ်ဒီစိတ်နှစ်ခုရှင်တွဲနေတယ်သို့တော်လည်းအကျိုးပေးခွင့်ရသွားတာကအကုသိုလ်ကံကအကျိုးပေးခွင့်ရသွားတယ်ထိုမျိုးသမီးဟာစိတ်တက်တဲ့ကံကြောင့်ပဲငရဲကျသွားတယ်ငရဲမှာနှစ်ပေါင်းများစွာခံရတယ်ငရဲကနေလွတ်တော့လေဘဝပေါင်းများစွာလဲပြက်ပြီးသေရရှာတယ်တက်ခဲ့တာကတခါတည်းဟုဆိုတော့လေထိုစိတ်ကိုတတ်နေစဉ်ဖြစ်ပေါ်လာတဲ့အကုသိုလ်စေတနာသည်မနှဲပဲစိတ်သည်စက္ကန့်ပိုင်းတွင်ဂရေတသိမ်းများဖြစ်ပြနေကြတယ်တချို့ကထိုစိတ်ကိုတတ်ခဲ့တဲ့အကုသိုလ်ကံအကျိုးပေးသည်စိတ်မွေးမြခံရသည်ဟုဆိုကြတယ်ဧကနိပတ်မတကပဒဇက်၌ထိုစိတ်ကိုတတ်ခဲ့သောမြို့သမီးဟာဘဝ900လဲဖြတ်၍အသက်ခံရသည်ဆို၏ထိုစက်တော်၌ဖော်ပြထားသည်မှာဒီတာပါမောက္ခဆရာကြီးတူဟာတေသူကိုရည်စူးပြီးစိတ်တကာကိုတတ်ဖို့ပြင်ဆင်နေခြင်းအဲ့ဒီစိတ်ဟာတပြိုင်တည်းမှာပဲရည်ချင်းနဲ့ငိုချင်းကိုပြုလေတယ်ဆရာကြီးကဘာကြောင့်ရည်လဲရည်ငိုလဲငိုတာလဲလို့မေးတော့စိတ်ကကျွန်ုပ်လဲအတိတ်ဘဝတစ်ခုမှာအခုဆရာကြီးလိုပဲစိတ်တကာကိုလေပြတ်တက်ခဲ့မိတော့အဲ့ဒီအကုသိုလ်ဝေကျွေးဟာဒီဘဝအထိဘဝပေါင်း499ဘဝတိုင်တိုင်လေပြတ်တက်ခံခဲ့ရကြောင်းပြောပါတယ်အဲ့နောက်မှာစိတ်ကဆက်လက်ပြီးဒီလိုဝေကျွေးကိုဒီတဘဝခံပြီးရင်ကုံဆုံးတော့မှာဖြစ်တာကိုတွေးပြီးဝမ်းသာလို့ရည်ချင်းဖြစ်ကြောင်းနဲ့ငိုတာကတော့အခုအကျွန်ုပ်ကိုတတ်မဲ့ဆရာကြီးတဲ့ကျွန်ုပ်လိုပဲဘဝပေါင်း900အသက်ခံရတော့မှာပါလားလို့တွေးပြီးစိတ်မကောင်းဖြစ်မိတဲ့အတွက်ငိုချင်းဖြစ်ကြောင်းပြောကြလိုက်ပါတယ်ထိုစကားကိုကြားတော့ဆရာကြီးဟာသတိတံဝေကရပြီးစိတ်ကိုလှုပ်ပေးလိုက်လေတော့တယ်သို့တော့အကုသိုလ်ကံဝေကျွေးသည်ရှောင်ပြေးလူရိုးထုံးစံမရှိချေသုံးလောကထထမြတ်စွာဘုရားသခင်သည်ပင်ဝေကျွေးကြည်အောင်ဆက်ပြီးမှပြိဋိဘံပြုရ၏တဏှာဝေကျွေးသည်ကြောက်မဖွယ်ကောင်းလာ၏ထိုစိတ်သည်အသက်မခံရတော့လေဇက်ပြက်တင်မိဝေကျွေးမှပြေးမလွတ်ခဲ့ပြီကောင်းကင်မှမိုးကြိုးသည်ကြောက်ဆောင်တစ်ခုကိုပြစ်လွတ်လိုက်ရာထိုစိတ်သည်ကြောက်စာတစ်ခုထိမှန်၍ထိုနေရာ၌ပင်ဇက်ပြက်၍တည်လေသည်အထက်ပါဇက်ကိုကိုးကား၍အချို့ကမိမိကိုယ်ကိုတက်တယ်လျင်အဖန်905ကဘာခံရကြသည်ဟုပြောဆိုနေကြတယ်မိမိကိုယ်ကိုတက်တည်၍အဖန်905ကဘာခံရသည်ဟုလည်းမြတ်စွာဘုရားကမဟောကြားထားပြီသို့သောမိမိကိုယ်ကိုတက်တည်ဖြစ်စေသူတစ်ပါးကိုတက်တည်ဖြစ်စေအကုသိုလ်ပင်ဖြစ်သည်တေလျင်ငရဲသို့ကြောက်စေနိုင်သည်မိမိကိုယ်ကိုတက်တည်သူများသည်မျက်မှောက်ဘဝရဲ့ဒုက္ခကိုမခံစားနိုင်၍ပြည့်တော့ကြခြင်းဖြစ်သည်သို့သောဤနည်းလမ်းအဖြစ်ဒုက္ခမှအမှန်တကယ်လွတ်မြောက်မည်မဟုတ်မှန်ကန်သောနည်းလမ်းမဟုတ်ပေမိမိကိုယ်ကိုတက်တည်သောသူသည်တေသူ၏အခြားမဲ့၌ဒုက္ခတိဘုံသာရောက်ပေသည်မျက်မှောက်ဘဝခံစားရသောဒုက္ခထက်ပို၍ခံစားကြရတာရှိသည်ဘယ်သူမပြုမိမိမှုဆိုသလိုယခုဘဝချမ်းသာမှုဆင်းရဲမှုစသည်တို့သည်မိမိနှင့်သာသက်ဆိုင်သည်ဘယ်ဘုရားသခင်ကမှဖန်ဆင်းထားသည်မဟုတ်ပေရှင်မောကလန်ကိုတော်မြတ်ကြီးပင်လျင်မိဘနှစ်ပါးကိုမသိမချင်းရက်သက်ခဲ့သောအကုသိုလ်ကံဝေကြီးကြောင့်နောက်ဆုံးယဟန္တာဖြစ်သည့်ဘဝမှာပင်ခိုးသား900၏ရက်သက်မှုကိုခံသွားရရှာလေသည်တဏှာ၌ခီးသွားနေကြသောတရားများသည်အကုသိုလ်အနည်းနဲ့အများလုံးမိကြမိတာဖြစ်သည်လုံးမိတဲ့အကုသိုလ်တွေရှိရင်လည်းနောင်တတဖန်ပူပန်နေပါကအကုသိုလ်တွေထပ်များလာဖို့သာရှိသည်ဒါကြောင့်ငါဒီလိုအမှားမျိုးတွေနောက်မလုံးမိအောင်ကြိုးစားမယ်မလုံးရသေးတဲ့ကုသိုလ်တရားတွေကိုလည်းကြိုးစားပြီးလုပ်ကင်သွားမယ်လို့ဆုံးဖြတ်ကာစင်ရဲချင်းကင်းသည့်လွတ်မြောက်ရာအမှန်နိဗ္ဗာန်လမ်းသို့တက်လှမ်းနိုင်ကြပါစေဝိရသားသူအားခရစ်တစ်ပေးပါရဗျာ